တကယ်တော့အရက်မတောက်ပဲနဲ့လည်းအသေးယောဂဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။မင်္ဂလာပါရှင်။ကျမကတော့အနန္တစေနာဖောင်ဒေးရှင်းမှာဒေါက်တာနန်ဘူးအီဂျိုမိုးဖြစ်ပါတယ်။အရက်တောက်မှအသေးယောဂဖြစ်မှာလား။လူအများစုကအရက်တောက်မှအသေးပျက်စီးတာအသေးယောဂဖြစ်တာလို့ထင်တတ်ကြပါတယ်။တကယ်တော့အရက်မတောက်ပဲနဲ့အသေးယောဂဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေအများအပြားရှိပါတယ်။အသေးကခန္ဓာကိုယ်ရဲ့အကြီးဆုံးကိုယ်တွင်းအင်္ဂါစိတ်ပိုင်းဖြစ်ပြီးတော့မှခန္ဓာကိုယ်ထဲမှာလက်ပတ်နေတဲ့သွေးထဲကအစိတ်တောက်တွေကိုဖယ်ရှားပေးတယ်။အဆီတွေကိုစုပြီးတော့မှအစာချေဖို့အတွက်တဲချေရည်တွေထုတ်ပေးပါတယ်။ဒီလိုအလုပ်အများဆုံးဖြစ်တဲ့အသေးလေးကျန်းမာနေမှသာကျမတို့နေ့စဉ်ဘဝကိုကောင်းကောင်းဖြတ်သန်းနိုင်မှာပါ။ခုနအကြောင်းအရာကိုပြန်ဆက်ရလို့ရှိရင်အရက်မတောက်ပဲနဲ့အသေးကိုထိခိုက်စေတဲ့အကြောင်းရင်းအများအပြားရှိပြီးတော့မှဒီအကြောင်းရင်းတွေပေါ်မူတည်ပြီးတော့ဖြစ်လာတဲ့အသေးယောဂတွေကလည်းကွဲပြားပါသေးတယ်။ဘယ်သူတွေအဖြစ်များလဲဆိုတော့ခန္ဓာကိုယ်အလေးချိန်များတဲ့သူတွေသွေးတွင်းအဆီများတဲ့သူတွေသွေးချိုယောဂရှိတဲ့သူတွေနဲ့ insulin resistant လို့ခေါ်တဲ့ခန္ဓာကိုယ်က insulin ကိုတုံ့ပြန်မှုမရှိတော့တဲ့သူတွေမှာအဖြစ်များပါတယ်။ဒါအပြင် thyroid hormone ချို့တဲ့တဲ့သူတွေ metabolic syndrome လို့ခေါ်တဲ့ဇီဝကမ္မဖြစ်စဉ်ကမောက်ကမဖြစ်တဲ့သူတွေနဲ့အသက်ကြီးပိုင်းတွေမှာအရက်ကြောင့်မဟုတ်တဲ့အသေးအဆီဖုံးခြင်းယောဂကအဖြစ်များပါတယ်။ဒါကိုကာကွယ်ဖို့အတွက်ဆိုလို့ရှိရင်တော့ကိုယ်အလေးချိန်လျှော့ချပါသွေးရင်းစီးချိုနဲ့ကိုလက်စထရောကိုထိန်းချုပ်ပါတရက်ကိုနိုင်ဝက်ကနေတနာရီထိတစ်ပတ်ကို9ရက်လောက်ကိုလက်လှုပ်ရှားပုံမှန်လုပ်ပေးဖို့လိုပါတယ်အစားအသောက်အနေနဲ့ဆိုလို့ရှိရင်လည်းဟင်းသီးဟင်းရွက်တစ်သီးဝလံအစေးဆန်နဲ့အိုမီဂါ3ကျွဲပါတဲ့ပင်လယ်ငါးတွေကြက်သွန်ဖြူထောပတ်တီပဲအမျိုးမျိုးဘယ်ရီတီစတဲ့အစားအစာတွေလိုလည်းများများစားပေးသင့်ပါတယ်စီတွေကိုအသုံးပြုတဲ့အခါမှာဆိုလို့ရှိရင်တန်လွင်စီပဲပီဆက်စီနဲ့နေကြာစီတို့ကိုလည်းပြောင်းလဲပြီးတော့အသုံးပြုသင့်ပါတယ်အနီရောင်အသားတွေကလီစာတွေစီကြော်တွေအကင်တွေနဲ့ ready made အစားအသောက်တွေတကြားတွေကိုတော့အသေးပိုဆိုးမလာဖို့အတွက်ရှောင်ကျဉ်သင့်ပါတယ်နောက်ထပ်အကြောင်းရင်းတွေကတော့ virus ပိုးကြောင့်ဖြစ်တဲ့အသေးရောင်အတဝါယောဂါတွေပါအသေးရောင်တဝါယောဂါတွေကလည်းအရက်ကြောင့်မဟုတ်တဲ့အသေးယောဂါတွေထဲမှာအပါအဝင်ဖြစ်ပါတယ်အသေးရောင်တဝါ A hepatitis A ကတော့မတန့်ရှင်းတဲ့အစားအသောက်နဲ့ရေကနေတဆင့်ကူးစက်နိုင်ပါတယ်ဒီယောဂါကိုကာကွယ်ဖို့အတွက်ဆိုလို့ရှိရင်တကိုယ်ရည်တန့်ရှင်းရေးနဲ့အစားအသောက်တန့်ရှင်းရေးကိုဦးစားပေးသင့်ပါတယ်အသေးရောင်တဝါ B hepatitis B ကတော့ယောဂါပိုးရှိသူရဲ့သွေးရနေတဆင့်ကူးစက်နိုင်တယ်လို့လိင်ဆက်ဆံရကနေတဆင့်လည်းကူးစက်ပါတယ်ဆေးထိုးအပ်တွေမျှဝေသုံးစွဲရကနေပြီးတော့ကူးစက်နိုင်ပြီးတော့မှမိခင်ကနေကလေးကိုလည်းကူးစက်နိုင်ပါတယ်ရှင်အသေးရောင်တဝါ B ပိုးကာကွယ်ဆေးကြိုတင်ထိုးနှံတာတစ်ခါသုံးဆေးထိုးအပ်တွေအသုံးပြုတာနဲ့ကွန်ဒုံးသုံးတာစားတဲ့အချက်တွေကိုယောဂကာကွယ်ဖို့အတွက်အသုံးပြုနိုင်ပါတယ်ရှင်အသေးရောင်တဝါ C ပိုး hepatitis C ကလည်းယောဂပိုးရှိသူရဲ့သွေးရနေတဆင့်အဓိကကူးစက်ပါတယ်။ C ပိုးကတော့ကာကွယ်ဆေးမရှိပေမဲ့အခုအချိန်မှာပျောက်ကင်းအောင်ကုသနိုင်တဲ့ဆေးကောင်းတွေရှိနေပါပြီ။ဒါအပြင်မျိုးရိုးလိုက်တဲ့ယောဂါတွေဖြစ်တဲ့မွေးရပါတန်တက်များခြင်းကြောင့်မလို့လည်းအသေးပျက်စီးနိုင်ပါတယ်။အစားတောက်မှရင်ရွေးချယ်မှုကလည်းအရက်ကြောင့်မဟုတ်တဲ့အသေးကိုထိခိုက်စေတဲ့အကြောင်းရင်းထဲမှာပါဝင်ပါတယ်။မိုးတက်နေတဲ့ဆံပြောင်းပဲပုတ်စားတာတွေမှာပါဝင်တဲ့ aflatoxin ဆိုတဲ့အဆိပ်တောက်ဟာအသေးဆဲတွေကိုဓာတ်ရိုက်ပျက်စီးစေပြီးတော့မှကင်ဆာဖြစ်စေနိုင်တာကြောင့်မလို့အစားအသောက်ရွေးချယ်မှုကိုလည်းဂရုစိုက်သင့်ပါတယ်။ဆက်လက်တောက်ခြင်းမှာလည်းအသေးကိုထိခိုက်စေတဲ့ဘေးထွက်ဆိုးကျိုးရှိပါတယ်။အခုပြောခဲ့တဲ့နာတာရှည် virus ပိုးတွေနဲ့အသေးအဆီဖုံးတာကိုပြစ်ထားလိုက်မယ်ဆိုလို့ရှိရင်အသေးချောက်ပြီးတော့မှအသေးကင်ဆာဖြစ်နိုင်ခြေကိုပါမြင့်တက်သွားစေပါတယ်။ကဘာတဝမ်းမှာကင်ဆာကြောင့်သေဆုံးရတဲ့အဓိကအကြောင်းရင်း၃ခုထဲမှာအသေးကင်ဆာကတစ်ခုအပါဝင်ဖြစ်ပြီးတော့အဝလွန်သူတွေနဲ့စီးချိုယောဂရှိတဲ့သူတွေကပိုပြီးသတိထားသင့်ပါတယ်။တင့်အသေးလေးမကျန်းမာတော့ဘူးဆိုတာဘယ်လိုအချိန်မှသိနိုင်မလဲ။နေထိုင်မကောင်းဖြစ်မယ်။ကောင်းကောင်းအနားယူပေမဲ့အမြဲတမ်းပင်ပန်းနွမ်းနယ်နေမယ်။အစာစားခြင်းစိတ်မရှိဘဲနဲ့ကိုယ်အလေးချိန်ကျလာမယ်။မအီမတာဖြစ်ပြီးတော့မှအော့အမ်မယ်ဖြားနာမယ်ဝမ်းပိုက်ညာဖက်အပေါ်ချမ်းကနေပြီးတော့မှနာမယ်အောင်မယ်စီးအယောင်ကလက်ဖက်6အယောင်လို့ညိုမဲသွားပြီးတော့မှဝမ်းအယောင်ကဖြူဖြော့ဖြော့ရွှွန့်စေးအယောင်လို့ပြောင်းသွားမယ်လက်ဖွားတွေညီရဲတာအိတ်မပြောတာဖြစ်လာမယ်ဒါဆိုလို့ရှိရင်တော့တင့်အသေးလေးမကျန်းမာဖြစ်နေပါပြီအကယ်၍ယောဂပိုဆိုးလာပြီးတော့နောက်ပိုင်းအစဉ်လက္ခဏာတွေပြလာရင်တော့အရေပြားနဲ့မျက်လုံးတွေတိတိတတ်တာဝါလာတာအရေပြားတွေအလွန်အမင်းရားရံပြီးတော့မှလက်သေးတွေဖြူလာတာစပင်တွေကျွတ်လာတာရေဖြင်းဆွဲပြီးတော့မှခြေထောက်တွေဖောရောင်လာတာနှာခေါင်းသွေးခဏခဏရှံပြီးတော့မှပိုဆိုးရင်သွေးအန်တာနောက်ဆုံးမှာသွေးထဲမှာအဆိပ်အတောက်တွေများလာပြီးတော့မှအသက်ရှူပြတ်တောင်းဖြစ်တာနှလုံးခုန်မြန်တာသတိမေ့လာတာမျိုးနဲ့လက်တွေတုံရင်လာတာမျိုးထိဖြစ်နိုင်ပါတယ်အခုပြောခဲ့တဲ့လက္ခဏာတွေထဲက2ခုသို့မဟုတ်3ခုကိုခံစားနေရပြီဆိုရင်အချိန်မဆွဲဘဲနဲ့ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်ရှင်
ကျန်းမာတဲ့အသေးလေးကိုပိုင်ဆိုင်နိုင်ကြပါစေကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကျန်းမာရေးအကြံပြုချက်တွေနဲ့အသိပညာပေးအကြောင်းအရာတွေကိုမျှဝေပေးသွားမယ့်အနန္တစေတနာဖောင်ဒေးရှင်းရဲ့ Facebook, TikTok နဲ့ YouTube page တွေကိုလည်း like and follow လုပ်ထားဖို့မမေ့ပါနဲ့နော်